တခါတုန်းကအေးချမ်းသာရတဲ့ရွာလေးတစ်ရွာမှာနေမင်းလို့ခေါ်တဲ့ရိုးသားကြိုးစားတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ပူးပါတယ်။သူဟာငယ်လေးကတည်းကလေယာလို့ကိုခုံမင်းမြတ်နိုးပြီးအလုပ်ကိုကြိုးစားစားလုပ်ကင်တတ်သူတစ်ယောက်ပါ။သူ့မှာမိဘဘိုးဘွားတွေလက်ထက်ကတည်းကလက်ဆင့်ကမ်းမွေပေးခဲ့တဲ့လေယာမြေအကျယ်ကြီးတစ်ခုလည်းရှိပါတယ်။အဲ့ဒီလေကရွာနဲ့တော်လေးဝေးကွာလာတဲ့တောဆက်နားမှာတည်ရှိတာပါ။ပတ်ဝန်းကျင်မှာလည်းတခြားလေတွေကမရှိတော့တိတ်ဆိတ်ချောက်ချားစရာကောင်းလွန်းတာပေါ့။ရွာသူရွာသားတွေဆိုရင်တရေတစီနဲ့ပတ်သက်ပြီးယူသိမ်းလွန်းတော့အဲ့ဒီနာကိုတီတီလေးတောင်မှမကယ်ခဲ့ကြပါဘူးဂျုံတွေဝင်းမဲ့လာတဲ့ကောက်ရိတ်သိန်းချင်းရောက်လာတဲ့ခါတိုင်းနေမင်းဟာသူ့ရဲ့လယ်ကင်းတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ဖို့ရှာအတွက်လူသူကင်းမဲ့တဲ့လယ်တွေကတောရဲိုလေးတစ်လုံးမှာတွားရောက်နေထိုင်ရလိမ့်ရှိပါတယ်ဂျုံကင်းတွေကုန်းလုံးရိတ်သေးလို့မပြီးမချင်းသူ့ခမတိလိษံနေအန်ရကနေနေရောညပါမနာတန်းကာကွယ်ကြူးဆိုင်ရင်စောင့်ရှောက်နေကြရရှာတာပေါ့ဒါကပဲသူ့ရဲ့နှစ်စဉ်ပုံမှန်လုပ်နေကြတောင်ဝင်တစ်ခုလိုဖြစ်နေခဲ့ပါပြီအဲ့လိုလူသူမနီးတဲ့တောစွန်တောဖျားမှာတယောက်တည်းထိကြောင်သာစောင့်ရှောက်နေရတော့နေမင်းကအပန်းလဲပြေစိတ်လဲပြေစရာဖြစ်အောင်ဘင်ဂျိုလေးတစ်လက်ကိုအမြဲတမ်းဆောင်ထားလေရှိပါတယ်ညဘက်တွေဆိုရင်ဘင်ဂျိုလေးတီးပြီးသရှင်လေးညီရတာကိုကသူ့တက်မောပြေစရာလေးတစ်ခုပေါ့အဲ့ဒီနေရာကအင်ဖန်ကျယ်ပြောလာတဲ့လေယာမြေကြီးဖြစ်ပေမဲ့အနီးနားမှာလူနေအိမ်တစ်လုံးလေးတောင်မရှိတဲ့ပြင်သားရေးလိမ့်ဆန်နေနဲ့မကောင်းဆိုးဝါးတွေပါကျဆားတတ်တယ်လို့နာမည်ကြီးနေတဲ့ဖုံးဆိုးမြေတစ်ခုလည်းဖြစ်နေပြန်ပါတယ်ဒါပေမဲ့နေမင်းကတော့မွေးရပါတက်တီကောင်းသူပြီးဘာမှကိုကြောက်တဲ့သူမဟုတ်ပါဘူးမကောင်းဆိုးဝါးတစေတရေတွေဆိုတာကိုလည်းသူကယုံကြည်မရှိသလိုသူ့ကိုတကူတကလောက်ချောက်ပြရင်တောင်မှတိတ်ပြီးဂရုစိုက်လိရှိမှမဟုတ်ဘူးလေအဲဒါကြောင့်လဲသူဟာတဲလေးထဲမှာတယောက်တည်းအေးဆေးဆေးနေထိုင်ရင်သူ့ရဲ့လေယာလုပ်ငန်းဝင်ကိုပုံမှန်တိုင်းဘာပူမင်တော့ကမှမရှိပဲလောက်ကင်နေခဲ့ရှာတာပေါ့ဟေးတူလေးနေမင်းရဲ့ဂျုံငင်းတွေဘလို့ချင်းနေရှိလဲကွာဂျာစီဦးတို့ကောင်းတော့ထွန်းထုံးတိုးရဲ့လားကြည့်ရတာဒီနှစ်တော့ဂျုံတွေအများကြီးရေးရမယ့်ပုံမဲနော်ပင်မရဂျုံနှက်ပါမလားကွာဟုတ်တယ်မလားတေချာတော့မသိသေးဘူးဦးလေးရေအခုမှရေးလို့ကောင်းတော့ဆိုတော့မှတ်ရခက်သေးတယ်လေဗျာကိုလည်းတယောက်တည်းဆိုတော့ရိတ်သိမ်းလို့ကမပြီးသေးဘူးအကုန်ပြီးလို့စပတ်ကြီးတဲ့ရောက်မှပဲထွန်းထုံးကိုတိကျသိရမှာအကြံမြင်မှန်းကြည့်ရသလောက်ကတော့မနစ်ကလို့ပဲထွန်းထုံးတိုးလောက်မယ်ထင်ပါရဲ့ဗျာဒီနှစ်ကြွက်ကတော့နည်းနည်းလေးစိုးနေတယ်ဗျအေးဟုတ်ပြီဒါဆိုလဲဦးလေးလဲလေတော့ဘက်ကိုပြန်လာအောင်မယ်လေကွာမင်းပြောသလိုပဲငှက်တွေကြွက်တွေလာစားမှစိုးရင်ရသေးတယ်အသီးနှံတွေမပြတ်စီးရအောင်ချင်းပြေကူးဆိုင်စောင့်ကြည့်ရအောင်မယ်မင်းလည်းကူးဆိုင်ပြီးနေကြဦးဟေ့ဟုတ်ကဲ့ပါဦးလေးကလုံးမထိစိုးမကြည့်ပဲသွားလန်းသာလို့လာလန်းဖြောင်းပါစီဗျာကူးဆိုင်ပြီးတော့ပြန်မအောင်ဗျနေ့လည်းပဲဆိုရင်တော့နေမင်းခမနေဘူးမှလှုပ်ကြိုးစားရင်ရွှေဝါရောင်တမ်းပြီးဝင်းမှန်းနေတဲ့ဂျုံငင်းကြီးကိုလှည့်လည်ကြည့်ရှုလို့လူတစ်ဆိုင်စောင့်ရှောက်လို့ရှိပါတယ်ညဘက်လှုပ်တွေအားလုံးပြီးစီးသွားတဲ့ချိန်မျိုးတလောက်ကလုံးအိမ်မောကြနေတဲ့ချိန်မျိုးမှာတော့နေမင်းဟာတဲအိုလေးတဲကမိဖို့လေးဘေးနားမှာထိုင်ပြီးသူ့ရဲ့ဘင်ဂျိုလေးကိုအေးဆေးဆေးတီးခတ်ရင်တယောက်တည်းသချင်းနဲ့ညီးဆိုလေးရှိပါတယ်အဲဒီလိုညစဉ်ညတိုင်းလိုင်းအောင်အောက်မှာသူ့ရဲ့သချင်းကြီးစံလေးနဲ့ဘင်ဂျိုတန်လေးတွေကိုအနီးနားကတဲအိုဝင်းကျင်မှာကျက်စားနေတဲ့တစိမလေးတစ်ကောင်ကအမှတ်မထင်ကြားသွားခဲ့ပါတယ်ထူးဆန်းလိုက်တာဒီလိုလာမညသခေါင်ရမ်းချိန်မှာဘယ်သူကမြန်ဘင်ဂျိုတွေတီးပြီးသချင်းတွေဆိုနေပါလေလူသူကင်းမဲ့တဲ့နေရာမှာခုလိုတာယာနာပြောပဲတေးဆန်လေးကိုကြားလိုက်ရတဲ့အတွက်တစေမာလေးလဲဆက်ဆက်ဆူဆူသိညင်စိတ်တွေအရန်ပေါ်လာပါတော့တယ်ဒီလိုနဲ့သူလဲလေထဲမှာတွေးနဲ့လွင်မျောလာရင်အတိုင်လာယာစီကိုလိုက်ရှာပါတော့တယ်အဲ့ဒီခါမှာတော့တဲလေးတဲကမီးရောက်မိန်အောက်မှာဘင်ဂျိုလေးတီးရင်သချင်းကိုခန်းစားချက်ပြည့်နဲ့စိုးနေတဲ့နေမင်းကိုတွေးလိုက်ရပါပြီချိန်ကလည်းတော်လေးလင်းနေပြီပဲညနေနေပြီကိုဒီလူကဘာလို့ဒီချင်းကြီးကြီးမအိတ်သေးပဲတယောက်တည်းဘင်ဂျိုတွေတီးပြီးသချင်းဆိုနေပါလေတော်တော်ထိုးဆန်းလိုက်တဲ့လူပါလားမဟုတ်မှလွယ်ရောသူထိချက်နေတာများလားဒီလောက်တိတ်ဆိတ်ချောက်ချားစာကောင်းတဲ့တောကြီးမြမဲထဲမှာမကောင်းဆိုးဝါးတွေအများကြီးရှိပါတယ်ဆိုမှအဲ့ဒီတဲ့တစေတွေကို तू ကနည်းလေးတောင်မှမကြောက်ဘူးလားမသိဘူးတတိတော့တော်တော်ကောင်းတဲ့သူပဲဒါပေမဲ့သူ့တန်လေးကတော်တော်လေးကိုနားထောင်လို့ကောင်းတာကိုတော့ချီးကျူးရမယ်ဘင်ဂျိုတီးတာကလည်းတအားကျွမ်းတာပဲငါတော့သူ့တန်လေးကိုသဘောကျသွားပြီတကယ်တော့နေမင်းရဲ့ဘင်ဂျိုသားဟာညရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းရင်အမနမတာယောင်နာပြောပဲကောင်းလာပါတယ်သူ့ရဲ့နှုပညာဟာတစေမာလေးရဲ့အသက်မတ်နေတဲ့နှလုံးသားကိုတောင်မှဖန်ဆားနိုင်ခဲ့တာပေါ့အဲ့ဒီချိန်မှာပဲတစေမာလေးဟာတာမန်ရုပ်စင်းအင်္ဂါနဲ့မလှမပတစေရုပ်ကနေနေမင်းမကြောက်သွားအောင်လို့ရန်ချော်မော်လှပတဲ့မင်းမပြိုလေးတူးသွင်းကိုပြောင်းလဲဖန်တီးလိုက်ပါတယ်ပြီးတော့တဲလေးရဲ့အောက်ကနှွေးထွေးတဲ့မိဖို့ရဲ့ရှင်းသားလေးမှာငြိမ်ငြိမ်လေးဝင်ထိုင်ရင်နေမင်းရဲ့ဘင်ဂျုံတန်ကိုမျက်စိမိတ်ပြီးနားထောင်နေပါတော့တယ်ချိန်နှဲငယ်ကြောက်သွားတဲ့အခါမှာတော့နေမင်းတယောက်သူ့တဲ့အောက်ကမိဖို့နားမှာငြိမ်ငြိမ်လေးထိုင်နေတဲ့မိမလှလေးကိုရုတ်တရက်သတိထားမိသွားခဲ့ပါတယ်နေမင်းကတော့လမ်းဖြတ်သွားရမယ့်အစားအရန်အော်သွားတာကြောင့်အတန်ကြဲကြဲနဲ့လှမ်းမိလိုက်ပါတယ်ဟေးတယောက်မှထိုင်နေတာဘယ်သူလဲဒီချင်းကြီးဘယ်သူမှရောက်နေတာလဲအိုးကျမပါရှင်
နေမင်းတယောက်တဆေးမလေးနန်းတီတီရဲ့မျက်နှာလှလှလေးကိုမြင်လိုက်ရတဲ့အခါမှာတော့ပါဇက်အဟောင်းသားနဲ့ငိမ့်မမိသွားတဲ့အထိဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာဒီလိုအကျိုးကြောင့်ဆက်ဆက်တွေးတောမိလိုက်ပါတယ်။နေစမ်းမအောင်ဒီချန်ကြီးဒီနေရာကိုလူလာစားကြောက်မှမရှိတာသူဘလောက်ပဲလှနေပါစေသူဟာသေချာပေါက်သေးမတကောင်ပဲဖြစ်လိမ့်မယ်။ဘလို့မိမမျိုးကဒီလိုညာကြီးစကောင်ရဲ့အချိန်မှာတဝဲတောင်နဲ့တယောက်ထဲလာတိုင်းရဲမှလေသေချာတယ်ဒါလူလုံးဝမဖြစ်နိုင်ဘူး။အဲ့ဒီကျမဆိုတာဘာလို့လဲဒီလိုချန်ကြီးဘယ်မရိယာမှဒီလိုတောဆုံသားကိုမလာရဲဘူးမင်းကတရေတကောင်မလားငါ့ကိုမလေးမညာပဲအမှန်တိုင်းပြောစမ်းဟုတ်ပါတယ်ကျမရှင်းရှင်းသလိုပါပဲလူစင်းစင်းမဟုတ်တဲ့သစီမတကောင်ပါခုဖြစ်မှတ်နေအားလုံးကိုသိရတော့ရှင်းကြောက်သွားပြီမလားငကိုတဲကတဲသစီဆိုတာကိုနည်းနည်းလေးမှမကြောက်တတ်တဲ့နေမင်းဟာထိတ်လန့်သွားတာမျိုးမရှိပဲအေးစစ်စစ်ပဲဆက်မေးလိုက်ပါတယ်အေးပါလေဟုတ်ပြီမင်းနဲ့မေကဘလို့ခေါ်လဲပြီးတော့ဒီညာကြီးစကောင်ရဲ့အချိန်မှာငါတဲနာကိုဘာလာလုပ်တာလဲပြောစမ်းပါဦးဘာလဲငါ့ကိုချောက်လက်ပြီးအနေပေးခြင်းလို့လားကျမနာမည်ကနန်းတီရီလို့ခေါ်ပါတယ်တခြားကြောင့်လာတာမဟုတ်ပါဘူးရှင်ရှင်ရဲ့ဗေဂျိုတန်လေးကတာယာလုံးလို့ဆွဆမှုရှင်လုံးလို့နားထောင်ခြင်းလို့လာခဲ့တာပါတခြားနောက်ဆက်ခြင်းတဲ့ရည်ရွယ်ချက်ဘာမှမရှိပါဘူးအော်ဒီလိုလားဘင်ညိုတီးတာနားထောင်ခြင်းလို့လာတာဆိုရင်လေအောက်မှာအေးခံပြီးထိုင်မနေနဲ့လေတဲဘုတ်ကိုတက်ခဲ့ပေါ့ငါလူရက်သေးလို့ခွဲခွဲခြားခြားမလုပ်ပါဘူးဒီလိုနဲ့နေမင်းကတဆေးမလေးနန်းတီရီကိုသူ့ရဲ့တဲဘုတ်ကိုခေါ်လိုက်ပြီးသူ့ရဲ့တသီးလေးဘင်ဂျိုလေးတီးပြလိုက်သချင်းတွေဆိုပြလိုက်လုံနေပါတော့တယ်။တဲမနန်းသီတိခမနေမင်းလိုလူစားတယောက်ရဲ့အနီးကဆောင်းရှောက်မှုတွေအောက်မှာပျော်ရွှင်နေခဲ့တာပေါ့။အဲ့ဒီနေ့ညကစပြီးတစေမာလေးနန်းသီတိဟာညစဉ်ညတိုင်းနေမင်းရဲ့ဘေဂျိုတန်လေးကိုနားထောင်ဖို့ရအတွက်တဲလေးစီကိုအများတန်းရောက်လာတတ်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်စလုံးရဲ့ညတာတွေဟာဘဝမတူပေမဲ့လည်းဂီတတန်စင်နဲ့အတူတာယာနေခဲ့တာပေါ့။ဒီလိုနဲ့ပဲအချိန်တွေတစ်ဖြည်းဖြည်းနဲ့ကုံဆုံးလာခဲ့ပါပြီ။နေမင်းနဲ့နန်းသီတိတို့လည်းတယောက်နဲ့တယောက်ရင်းနှီးကြောင်းဝင်လာပြီးတန်ရောစင်တွေညှိတယ်လာကြပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်စလုံးဟာဘဝစည်းတွေမတူညီတာကိုဂိမ်းဆိုင်ကြတော့ပဲချစ်သူဘွားကနေကျင်လင်များဖြစ်ပါလုံလုံလျာလျာပေါင်းသင်းနေထိုင်သွားကြပါတော့တယ်နေမင်းဟာသူ့လက်ခင်းထဲကဂျုံတွေအားလုံးကိုရိတ်လို့မပြီးမချင်းအစင်မလေးနန်းတီရီနဲ့တူတဲလေးထဲမှာကြည်နူးနူးပျော်ပျော်ရွှင်ရွှင်နေထိုင်လာခဲ့ပါတယ်ဒါပေမဲ့ခွဲခွာရမယ့်အချိန်ကတဖြည်းဖြည်းနဲ့နီးကပ်လာခဲ့ပါပြီဒီနေ့တော့ရာစီဥရုကကောင်းတော့ဂျုံခင်းကအထွန်းတော်လေးကောင်းတာပဲဒီလိုသာဆိုစပက်ကြီးတဲ့ကိုအပြည့်ဖြစ်နေတော့မယ်နောက်ဆုံးတော့ငါလည်းပင်မင်းရကြုံနှက်ပြီပေါ့လေဒီလောက်ကောက်ရင်နှုတ်တိုးတာကိုတွေ့ရင်ငါရွာကိုပြောင်းလာတဲ့ခါကျအဖေနဲ့မေကရန်ကိုဝမ်းသာနေကြတော့မှာပဲသူတို့စီကိုမြန်မြန်သွားပြီးတော့ပြပြချင်းလာပြီနေမင်းတယောက်အဲ့ဒီလိုဝမ်းသာအားရနဲ့အင်ပြန်ရမယ့်အကြောင်းကိုရေးရုပ်လိုက်တဲ့အချိန်မှာပဲသူ့ကိုကြောချမ်းသွားစေလောက်အောင်စူစူဝါဝါစိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံရဲ့အကြည့်ကိုရုပ်တရက်ခန်းစားလိုက်ရပါတယ်ဘာဖြစ်လို့လဲမိမကို့ကိုဘာဖြစ်လို့အဲ့ဒီလိုရန်သူတယောက်လိုစူစူဝါကြီးစိုက်ကြည့်နေရတာလေကိုပြောတဲ့အထဲမှာဘာများများပါသွားလို့လဲတစေမာလေးနန်းတီတီဟာဘာသာတစ်ခုမှပြန်ပြောပဲဒေါသနဲ့ဝမ်းနည်းမှုတွေရောရှက်နေတဲ့မျက်ဝန်းတွေနဲ့နေမင်းကိုသာမျက်တောင်မခံနဲ့စိုက်ကြည့်နေခဲ့ပါတယ်အဲ့လိုချင်းတွေကိုမြင်တော့နေမင်းလည်းစိတ်ပူသွားပြီးသူ့ကိုချောချောမောမောနဲ့ထပ်မေးလိုက်ပြန်တာပေါ့မိမရေဘာဖြစ်လို့လဲကွာကို့တခုတော့ပြောပါဦးဘာလို့အဲ့ဒီလိုကြီးဘာတစ်ခုမှပြောပဲနှုတ်ဆက်နေရတာလဲတခုစိတ်ကူးစရာသဘောမကျစရာရှိလို့လားကို့ပြောပြပါလေချင်းဂျုံတွေအကုန်လုံးကိုရေးပြီးသွားပြီဆိုတော့ပြီးရင်ကျမကိုဒီတော်ဒီတောင်ထဲမှာတယောက်တည်းပြစ်ထားခဲ့တော့မလို့လားရှင်အင်ကိုပြန်တော့မှမလားရှင်အခုကျမပြောတဲ့စကားကိုမြင်မြင်မှတ်ထားပါရှင်သာကျမကိုပြစ်ထားခဲ့ကြည့်ရှင်ဘယ်ကိုပဲပြစ်ဘယ်မှာရဲ့ပုံကိုကျမမြေလှန်ပြီးတော့လိုက်ရှာမယ်ပြီးရင်ရှင်ကိုတွေ့တာနဲ့တက်ပြတ်မှာနော်လုံးဝရှင်မထားဘူးကျမအခုတီးပြောနေတာအော်မိမရေကိုကမင်းကိုဘယ်တော့မှပြစ်မထားခဲ့ပါဘူးကွာစိတ်ချပါကိုမင်းကိုတကယ်ချစ်တာပါကွာဒါပေမဲ့ဒီဂျုံတွေကိုတော့အင်ကိုပြန်ပို့ရအောင်မယ်လေဒါကိုရဲ့တာဝန်ပဲဟုတ်စားကိုဂျုံတွေကိုသွားဖို့နေရင်ခဏလေးပဲစောင့်နေပေးပါမိဘတဲ့စီကိုပို့ပြီးတာနဲ့ကိုချက်ချင်းဒီကိုပြန်ရောက်လာခဲ့ပါမယ်ကောင်းပြီလေဒါဆိုရင်သွားဖို့ပါဒါပေမဲ့အင်ကိုပြန်ရောက်တာနဲ့အချိန်ဆွဲမနေပဲအများဆုံးကျမစီကိုပြန်လာခဲ့ရမယ်နော်ကဲရှင်းကလေးရှင်တီးပါစေကျမဆက်ဆက်စောင့်ကြည့်နေမယ်စိတ်ချပါမိမရေကိုလိုပြီးတာနဲ့အများဆုံးပြန်လာခဲ့ပါမယ်ကိုဂရီပေးပါတယ်ယောက်ျားဂရီပါကိုပြောတဲ့အတိုင်းတကယ်လုံးမှမဟုတ်စောင့်နေပေးပါအဲ့နောက်မှာတော့နေမင်းဟာသူပင်ပန်းရိတ်သိမ်းထားတဲ့ဂျုံတွေအားလုံးကိုလဲနဲ့တင်ပြီးမိဘတွေရှိတဲ့ရွာကအိမ်ကိုတွားဖို့ပေးခဲ့ပါတယ်ဂျုံတွေပို့ပြီးတာနဲ့တပြိုင်နက်ဂရီပေးထားတဲ့အတိုင်းနန်းသီတိရှိရာတဲလေးစီကိုချိန်မဆွဲပဲချက်ချင်းပြန်ထွက်လာခဲ့ပါတယ်နေမင်းပြောင်းလာတဲ့အခါမှာတော့နန်းသီတိဟာရန်ကိုဝမ်းသာသွားပြီးနေမင်းကိုသူ့ရဲ့တဆေဆွေမျိုးအတိုင်းဝိုင်းနဲ့တဲဝင်မိတ်ဆက်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အိမ်ကိုဘသူ့ကိုခေါ်လာတာလေကွအနန်းကလူနှမ်းရနေပါလားထိုးဆန်းဆန်းပဲဦးကြီးဒါသမီးရဲ့ယောက်ျားပါသူ့နာမည်ကနေမင်းနဲ့
သူဟာတက်တိလဲကောင်းယောက်ျားလေးပြီးသားတဲ့လူစားတစ်ယောက်ပါယောက်ျားကျမမိသားစုကိုမြင်မြန်နှုတ်ဆက်လိုက်ပါဦးသူတို့ကသဘောကောင်းကြပါတယ်ဒါကနန်းရဲ့ဦးလက်ဦးချေတဲ့ဒါကတော့ဦးငယ်ဦးစိုးဒါကတော့ဦးကြီးနာမည်ကဦးသားကြီးတဲ့ကျန်တဲ့သူတွေကတော့နန်းရဲ့ညီကိုမောင်နှမတွေကြောက်ဖားတွေအတော်တွေပါမိသားစုထဲမှာတက်ကြီးဝါကြီးတာကတော့ဒီဦးလေးတွေပါပဲနန်းရဲ့အုပ်ထိန်းသူတွေပေါ့ဘလို့ပဲဖြစ်ဖြစ်ပါအလုံးကကျမရဲ့မိသားစုတွေကြီးပါပဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျဦးလေးတို့ဒေါ်တို့နဲ့တွေ့ရတာရန်ကုန်ဝမ်းသာပါတယ်ကျွန်တော်နာမည်ကနေမင်းပါဒီဒေါ်စုံတော်ဖျားကဂျုံငင်းထဲမှာလှုပ်ပါတယ်အေးမင်္ဂလာပါငါတို့ရေမင်းကတော့တခြားလူတွေနဲ့မတူပါလားတော်တော်တက်တီကောင်းနဲ့ပြောရမယ်မင်းကငါတို့တူမလေးနန်းသီရီရဲ့ယောက်ျားဆိုမှတော့ငေါင်းနဲ့တသားတဲ့တမိသားစုတွေဖြစ်သွားကြပြီပေါ့ကွာမင်းကလူစားဖြစ်နေပြီမဲ့လည်းခွဲခြားနေကြမလို့ပါဘူးနောက်တော့များကိုကြီးလိုဝက်တာရှိရင်အာမနာတန်ငါတို့ဥစားလာပြောပါဘာဖြစ်ကိုကြီးပေးပါမယ်ငါတို့ကတာမန်လူတွေထက်အင်အားကြီးတယ်လေမင်းအနေနဲ့လူစားတယောက်ဖြစ်နေတယ်ဆိုပြီးဘာမှပူပန်နေကြဝမ်းနဲ့နေကြမလို့ဘူးနော်ငါတို့အားလုံးကမိသားစုတွေလိုပဲသဘောထားတာပါဟုတ်ကဲ့ဦးလေးတို့ကျွန်တော်ဦးလေးတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကလူစားတယောက်ဖြစ်နေပြီမဲ့ခုလိုနှွေးထွေးကြိုဆိုပြီးခွဲခြားဆက်ဆံတာမျိုးမလုပ်တဲ့အတွက်တကယ်ကိုဝမ်းသာမိပါတယ်တကယ်လည်းကျေးဇူးတင်ပါတယ်ဗျာဒီလိုနဲ့တစ်လားလောက်ကြာမှတော့တစေတွေအားလုံးစုဝေးကြပြီးနေမင်းကိုသူတို့နဲ့အတူစားစရာမဲလိုက်ဖို့အတွက်ညစကောင်ရံချိန်ကြီးမှလာခေါ်ကြပါတော့တယ်ဟေးကောင်နေမင်းအိပ်ပြီလားကွာအိပ်နေရင်လည်းမြင်မြတ်ထားပါကွာကိစ္စတစ်ခုရှိလို့မင်းကိုလာခေါ်တာအခုလေးတင်အိပ်ရဝင်တော့မလို့လုံနေတာဦးလေးကြီးညာကြီးမို့ချုပ်ဘာကိစ္စမြန်ရှိလို့လဲဗျအေးမအိပ်သေးရင်လည်းငေါင်းနဲ့တူလိုက်ခဲ့လီကွာစားစရာသွားချကြမလို့တော်ထဲမှာတားကောင်သွားဖမ်းကြရအောင်မင်းလည်းယောက်ျားပဲလိုက်ခဲ့လီဟုတ်ကဲ့ရပါတယ်ဦးလေးဒါဆိုလဲကျွန်တော်ကိုစင်းစင်းဖြစ်အောင်ပြင်ဆင်ဖို့ချိန်ခဏလောက်ပေးပါအောင်ဗျအေးမြင်မြန်တော့လုပ်ကွာချိန်သိမရှိဘူးကွာတားကောင်နေပြေကုန်လိမ့်မယ်ငကိုကလေးကမှဒီတော့တဲ့ကတားကောင်ကရှားနဲ့နေမင်းတယောက်လည်းအမြန်မြင်စီပြီးတာနဲ့တစေအိုကြီးနဲ့တူတုံးတဲ့ထဲကိုတားကောင်ရှာဖို့ထွက်လာခဲ့ပါတယ်ဒီလိုနဲ့ပဲညမောင်တူထဲမှာသူတို့ရဲ့ခီးစဉ်ကထူးထူးဆန်းဆန်းနဲ့စတင်ခဲ့တာပေါ့နေမင်းကတစေတွေကိုနည်းနည်းလေးမှတော့မကြောက်ပါလားကွာငါတော့တော်တော်အံ့ဩမိတယ်မင်းပုံစံကမသိရင်တာမန်လူချင်းပေါင်းသင်းဆက်ဆံနေသလိုမျိုးပဲအေးစစ်စစ်ဖြစ်နေတာကိုငါတို့အမြင်တော့ကြက်သေးလေးဘာလေးတောင်ထားဖို့မရဘူးမဟုတ်မှလွဲရောမင်းကလူရောင်ဆောင်ထားတဲ့သေးရတော့မဟုတ်ပါဘူးနော်ဟုတ်ပါကွာမင်းနဲ့မှတခြားလူသားတယောက်သာဆိုရင်ငါတို့အမြင်နဲ့သွေးပြက်ပြီးလူရကြွကိုထွက်ပြေးနေလောက်ပြီးမင်းကတကယ်အာဃာတတ်တီခဲ့ပဲဦးလေးတို့ကလည်းကျွန်တော်နားမနေကြပါနဲ့တော့ဗျာကျွန်တော်ကတရေစစ်ဆိုတာကိုဘယ်တော့မှကြောက်တတ်ခဲ့တာမဟုတ်ဘူးလောကကြီးမှာကျွန်တော်ကြောက်တာဆိုလို့တစ်ခုပဲရှိတယ်အဲ့ဒါလွဲဘာကုန်မှမကြောက်ဘူးဟေးဘာများလဲကွာမင်းကဘာကိုကြောက်တာလဲပြောပြစမ်းမအောင်ငါတော့တော်တော်သိကျင်သွားပြီတခြားမဟုတ်ပါဘူးဗျာကျွန်တော်မိမကိုကြောက်ရတာပေါ့သူဒေါသထွက်ရင်တရေတွေထဲကြောက်စရာကောင်းနေမင်းကငါလောက်တော့တတိမရှိပါလားငါမိမဆိုရင်ကွာငါနဲ့စကားပြောတဲ့အခါဒူးထောက်ပြီးတော့ပြောရတာကွာမင်းကဒီနေရာကျတော့တတိကိုမရှိဘူးဟင်ဟုတ်လို့လားဗျာတော်တော်အောင်းစရာပါလားဘာဖြစ်လို့မြန်ဒူးထောက်ပြီးတော့ပြောရတာလဲဦးလေးရဲ့ဦးလေးကအဲ့လောက်ထိကိုဩဇာအာဏာကြီးတာလားဒူးမထောက်ပဲဘယ်နေပါမလဲကွာငါမိမကြောက်လုံးလို့ဂရင်အားကိုဝင်ပုံးနေတာကိုသူကဂရင်အားကိုငုံကြည့်ပြီးပြောရတော့ဒူးထောက်ရတာပေါ့ဒီလိုနဲ့ပဲနေမင်းနဲ့တစေအိုကြီးဟာနောက်ပြောင်ရဲမောကြရင်ခီးဆက်လာလိုက်ကြတာအင်မတန်မှကျဲပြောလာတယ်တောအုပ်ကြီးရဲ့လေဘဟိုရောက်ရှိသွားကြပါတယ်ဟာတော်တော်ခက်တာပဲငါတို့ညကလေးကဆရှာလိုက်တာခုမိုးတောင်လင်းတော့မယ်သားကောင်တကောင်မှကိုရဲရောက်မတွေ့ရသေးဘူးကွာဟုတ်တယ်ကွာအဲ့ဒီသားကောင်တွေကလည်းဘယ်ကုန်မြန်ရောက်နေကြတာလဲကွာခြေရလက်ရလေးတောင်မှမတွေ့ရလားဒီတော့ထဲမှာသားကောင်တွေမြန်ရှားသွားကြပြီလားမသိဘူးဒီတိုင်းသာဆိုရင်ဒီနေ့တော့အင်္ဂါမိမတွေဆိုတာခံရပြီစားနေပဲထမင်းစားမယ်ကိစိုက်နေပြီထင်ပါရဲ့ကွာအိမ်ပြန်ရင်လည်းအဆုခံရတော့မယ်ဦးလေးတို့ကျွန်တော်ရှေ့ကိုနဲတော့ထွက်သွားကြည့်အောင်ဗျာဟင်းစားတော့သားကောင်လေးတစ်ကောင်တော့တွေးကောင်းတွေးနိုင်ပါသေးတယ်လွယ်လွယ်နဲ့လက်မလျှော့ကြပါနဲ့ဦးအေးငါတို့မင်းပြောတာဟုတ်တယ်ကဲလာကြရှေ့ကိုဆက်သွားကြည့်ရတာပေါ့တောကောင်ဟင်းစားလေးတစ်ကောင်တော့ရမှာပါဒီလိုနဲ့သူတို့အုပ်စုရှေ့ကိုနဲလောက်ဆက်လျှောက်သွားတဲ့အခါမှာတော့မြေကြီးပေါ်မှာခုံစားသွားနေတဲ့ဖားကလေးတစ်ကောင်ကိုရုတ်တရက်တွေ့သွားကြပါတယ်အဆိုပါဖားသေးလေးကိုမြင်လိုက်ရတဲ့အချိန်မှာပဲတစတွေကုန်လုံးဟာစောက်တီရမရထိတ်လန့်ကြောက်ရွံ့ကုန်ကြပြီးအတန်ကုန်ဟင်းဟာပြေးကြပါတော့တယ်သူတို့ရဲ့မျက်စိထဲမှာတော့ဖားကိုစင်ကြီးလိုမြင်နေခဲ့ကြတာပေါ့ဟေးကောင်တွေအနှင်းခံနေအောင်မယ်သတိထားကြအောင်ဟေးစင်ကြီးအကြီးကြီးပဲပြေးကြဟေးမပြင်းသေးကုန်လိမ့်မယ်သူမင်းတို့ကိုနင်းသက်တော့မယ်ပြေးကြဟင်းစင်ကြီးလေလားဘယ်မှာလဲစင်ကဘယ်နားမှာမို့လို့လဲငါမျက်စိထဲမှာဘာလို့အရင်အောင်တော့မမြင်ရပါလေထူးဆန်းလိုက်တာကွာနေမင်းကသူ့ရဲ့တစေဦးလေးတွေအော်ဟစ်နေတဲ့အတန်ကိုကြားရတဲ့အတွက်စင်စူရာကြီးကိုဟိုဒီလိုက်ရှာကြည့်ပေမဲ့
ဘလုံးမရှောင်မတွေ့ခဲ့ပါဘူးတကယ်တော့မြေကြီးတုံနေတဲ့အတန်တောင်မှမကြားခဲ့ရတဲ့အတွက်နေမင်းတယောက်အံ့ဩတကြီးဖြစ်နေခဲ့ရတာပေါ့သူရှိမှမြင်နေခဲ့ရတာဆိုလို့ခုံစားသွားနေတဲ့ဖားကလေးတစ်ကောင်ပဲရှိနေခဲ့တာပါနေမင်းကတော့သူတို့တွေဘာကိုကြောက်လို့ကြောက်မှနားမလဲတာနဲ့ဘာကိုမှကူးဆိုင်မနေတော့ပဲတိဖားကိုစုပ်ကင်လိုက်ပြီးသူ့ရဲ့လွယ်ထဲကိုတာယာကောက်ထည့်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲဟိုဘက်မှာတော့တစေအိုကြီးကသွေးပြတ်မတက်အော်ဟစ်ပြီးနောက်ကိုတစ်ချက်လေးမှလှဲမကြည့်ရဲတော့ပဲအသက်လူထွက်ပြေးနေခဲ့ကြပါပြီပြေးကြဟေးစင်းကြီးကအကောင်ကြီးလိုက်တာပြေးနိုင်မှလို့မယ်ဟေးခဏလေးနေကြပါဦးနေမင်းဘယ်ရောက်သွားတာလဲသူပါရောက်ပါရဲ့လားဟုတ်သားပဲနေမင်းဒီမှာမရှိဘူးဟာခေါင်းနဲ့ပါမလာဘူးသူ့ကိုစင်းကြီးမြတ်နေသက်သွားပြီလားမသိဘူးမင်းတို့ကောင်တွေကတော့ခွက်ပြီကွာကိုလူကိုတောင်မှသတိမထားမိပဲပြေးချင်းစောနဲ့ပြေးလာကြတာကိုသူ့ကိုပြထားခဲ့လို့တော့မဖြစ်ဘူးပြန်သွားကြည့်မှရမယ်ဒီတော့မှတစ်စေလေးလဲစိတ်ပူသွားကြပြီးကြောက်နဲ့ပဲနေမင်းကြံခဲ့တဲ့နေရာစီကိုအမြဲဆုံးပြန်လှည့်လာခဲ့ကြပါတယ်အဲ့ဒီချိန်မှာပဲနေမင်းတယောက်တည်းလွယ်လေးပြီးဘာမှဖြစ်သလိုခဲအေးပဲလမ်းလျှောက်လာတာကိုလှမ်းတွေးလိုက်ရပါတယ်အဲ့လိုအေးဆေးဆေးလျှောက်လာတဲ့နေမင်းကိုလည်းမြင်ရောစေရီယာအန်အော်ကြီးနဲ့လှမ်းမေးလိုက်ကြပါတယ်သူတို့မျက်လုံးထဲမှာတော့နေမင်းဟာတန့်ပွဲတတိရှင်ကြီးတယောက်လိုဖြစ်နေခဲ့ပါပြီဟေးကောင်နေမင်းရောခုနကအစင်းကြီးကိုမြင်လိုက်ရလားကွာအကောင်ကြီးအကြီးကြီးပဲနော်ဟင်မမြင်လိုက်ပါဘူးဦးလေးတို့ရဲ့ဘာစင်းမှမရှိတာအကောင်ထဲမြင်ရဖို့တောင်မပြောနဲ့အတန်ပလန်တောင်မကြားမိဘူးတစ်ချိန်တည်းမှာပဲနေမင်းတယောက်စိတ်ထဲကနေတန်အတော်နဲ့ရေရုံနေလိုက်ပါတယ်တော်တော်ထူးဆန်းတာပဲစင်ဆိုတာအကောင်ကြီးလေတကယ်လို့ရှိတယ်ဆိုရင်တော့ငါဘာလို့မမြင်ရတာလဲသူတို့ဘာတွေများပြောနေကြလဲမသိဘူးတစ်စေတွေကမျက်စိမှုန်တာများလားလာနေမင်းငါတို့အိမ်ပြန်ကြအောင်ကွာဒီနေ့တော့နမိတ်သိမ့်မကောင်းဘူးကွာစင်ကြီးနဲ့မှပပင်းတိုးရတယ်လို့ဒီနေ့တော့ဘာသားကောက်မှလည်းရမှာမဟုတ်တော့ပါဘူးလက်ပလာနဲ့ပဲပြန်ကြတာပေါ့ကွာအကုန်လုံးတပ်ဘေးကနေလှုပ်တာကိုပဲကျေးဇူးတင်ရမယ်ဒါနဲ့စကားမဆက်ကျွန်တော်ဖားကြီးတော်အောင်တော့ဖမ်းမိခဲ့တယ်ဗျအဲ့တော့ကျွန်တော်တို့အိမ်မှာစားစရာမရှိဘူးဆိုတာတော့မဖြစ်နိုင်တော့ဘူးပေါ့ခင်းစားတော့ခါတော့တေချာပေါက်ရပြီပေါ့ဗျာအားလုံးဝေမျှစားကြတာပေါ့ဗျာနေမင်းရဲ့စကားကိုကြားတော့စေးလေးလဲတန်တော်နဲ့ထူးထူးဆန်းဆန်းကြောင်စီဖြစ်ကုန်ကြပါလေဟေးဖားဆိုတာဘာကြီးလဲနေမင်းရဲ့ငါတို့တစ်ခါမှမကြားဘူးပါလားအဲ့ဒီကောင်ငါတို့နဲလောက်တော့ခွဲကြွေးပါဦးဘာကောင်မှမသိပေမဲ့မြည်ကြီးနဲ့ရရတော့ရှိမဲ့ပုံပဲနေမင်းဟာသူဖမ်းလာတဲ့ဖားကြီးကိုလွယ်ထဲကနေနှိုင်းထုတ်လိုက်ပြီးတစေတွေကိုထုတ်ပြလိုက်ပါတော့တယ်အဲ့ဒီဖားကြီးကိုလည်းမြင်ရောတစေအိုကြီးကခုနကထက်ပိုပြီးကြောက်လန့်တကြအော်ဟစ်ထွက်ပြေးသွားကြပါတော့တယ်သူတို့တွေတော့နေမင်းဟာစင်ကြီးကိုလက်နဲ့ကင်ပြသလိုဖြစ်နေခဲ့တာပေါ့ဟာဒုက္ခပဲငါတို့တူမရဲ့ယောက်ျားကိုဆက်ပြီးတော့လက်ခံထားလို့မဖြစ်တော့ဘူးဟေးမြန်နေထုတ်မှရမယ်သူကတိတ်ကိုဆွမ်းအားကြီးတဲ့လူတစ်ယောက်ပဲငါတို့သူ့ကိုရှင်းနိုင်မှာမဟုတ်တော့ဘူးသူစိတ်ဆိုးရင်ငါတို့ကပါတက်ပြစ်လိုက်မယ်စဉ်းစားတာကြည့်ကြပေတော့ကွာစင်ကြီးတစ်ကောင်လုံးကိုသူ့ရဲ့လွယ်လေးတွေကိုအရှင်လက်ထဲတဲ့တတိရှင်ကြီးကွာပြီးတော့လက်တော့ကင်ထားစေတယ်ငါတို့သွားပါပြီကွာဟုတ်တယ်ဒီလူကတော့ကြောက်စရာကောင်းတာပဲငေါနဲ့တူထားလို့မဖြစ်တော့ဘူးကျန်ငါတို့တဆွေတွေမျိုးတုံးကုန်လိမ့်မယ်အော်သဘောပေါက်ပြီဒီတဆွေတွေကဖားတွေကိုကြောက်နေကြတာကိုဖားကုန်မြစင်ကြီးတို့ထင်ပြီးကြောက်လန့်နေကြတာပဲအမြင်အောင်နေတော်လေးလွှမ်းနေကြတယ်ထင်မှဒါကိုသဘောပေါက်သွားတဲ့နေမင်းတယောက်အားရပါရခွတ်ထိုးခွက်လက်ရေမောပါတော့တယ်ဟာရေသားကောင်းလိုက်တာဗျာတရေတစီဆိုတာလူတွေကိုသာလိုက်ချောင်းနေတာတကယ်တမ်းကျတော့ဒီလောက်တောင်မှအကြောက်လန့်ကြီးပြီးတုံးသွားကြတာလားအဆိုပါဖြစ်ပြီးတဲ့နောက်မှာတော့တစေတွေအားလုံးဟာနန်းစီတီစီကိုပြေးလာသွားပြီးနေမင်းကိုသူတို့ရွာကနေအမြန်ဆုံးပြန်ဖို့အတင်းကျပ်ဖိအားပေးကြပါတော့တယ်ဟဲ့နန်းလီနေယောက်ျားနေမင်းကိုသူ့အိမ်သူအမြန်ဆုံးပြန်ခိုင်းလိုက်တော့ဟာခုချက်ချင်းသာပြန်ခိုင်းလိုက်ငါတော့သူ့ကိုဒီမှာရှိမနေစေချင်တော့ဘူးစေနာနဲ့တောင်ဆက်ထားလို့မရတော့ဘူးဒီလူကတာမန်လူမဟုတ်ဘူးဟာတော်တော်ထူးဆန်းတဲ့သူပဲစွမ်းအားတွေအများကြီးလည်းရှိတယ်ငါတို့သူ့ကိုစမထားရဲတော့ဘူးမဟုတ်ရင်တမျိုးလုံးတစ်ဆွေလုံးမှာဒုက္ခရောက်လိမ့်မယ်ဒါပေမဲ့ဦးလေးတို့ရဲ့သူကသမီးရဲ့ယောက်ျားပဲလေသမီးတို့ကတကယ်ချစ်ကြတာပါဒီလိုဆိုမှတော့သူ့ကိုဘလို့နေထုတ်ရမှာလဲဘာတိုင်းမဲ့မှလာမလုံးနဲ့မရဘူးခုချက်ချင်းပြန်လို့ရမယ်ငါတို့ကိုဒီမှာတစ်စက္ကန့်လေးတောင်ဆက်နွယ်ခွင့်မပေးနိုင်တော့ဘူးချက်ချင်းပြန်ခိုင်းလိုက်ဒါငားမိမ့်မယ်ဘာမှစောရတတ်ဖို့မကြိုးစားနဲ့တစေမာလေးနန်းစီရီခမညာနောက်ဆုံးတော့သူ့ဦးလေးတွေရဲ့တစ်ချက်လုံးမိန်ကိုမလွန်ဆန်နိုင်တော့ပါဘူးနေမင်းကိုသူ့ဘွားနဲ့မျှချစ်ခဲ့ပေမဲ့လေသူ့နေရဲ့စီကိုရင်နာနာနဲ့ပြန်လှုပ်လိုက်ရပါတော့တယ်ဒီလိုနဲ့ပဲတစေရဲ့အသိဉာဏ်မဲ့မှုအကြောက်လွန်မှုတွေကြောင့်နေမင်းတယောက်နန်းစီရီရဲ့အတန်းနဲ့ချမ်းချောင်းမှုတွေကရောတစေရွာကနေပါဘေးကင်းကင်းနဲ့လွတ်မြောက်ခွင့်ရသွားပါတော့တယ်နောက်ဆုံးမှာတော့သူဟာမိသားစုတွေရှိရာမူလရွာလေးစီကိုအန်နယ်ကင်းနဲ့အေးရှင်းရှင်းပြန်လဲရောက်ရှိသွားခဲ့ပါပြီလူစားတယောက်နဲ့တစေမာလေးတစ်ကောင်တို့ကြားကချစ်ဇလန်းဆိုတာကျဲရသူတွေဖို့တော့ရန်ကိုထူးဆန်းပြီးအံ့ဩဖို့ကောင်းနေမှာအမှန်ပါပဲဒါပေမဲ့လည်းဒီထူးဆန်းတဲ့ချစ်ဇလန်းလေးဟာနေမင်းရဲ့နှလုံးသားထဲမှာတော့ရာသက်ပတ်မေးဖြောက်လို့မရအောင်
ဆွဲထင်ကြဲနေမှာတော့အသေးချပါပဲသူကောက်ရဲ့အသိချင်းရောက်လို့လဲဆောင်တဲလေးကိုရောက်တဲ့ခါတိုင်းညဘက်တွေမှာတယောက်တည်းဘင်ကြိုတီးရင်တချင်းကြီးနေတဲ့အချိန်တိုင်းအတိတ်ကသူ့ဘေးမှာရှိနေခဲ့တဲ့တစိမလေးနန်းတီတီကိုတော့အမြဲတမ်းသတိရနေအောင်မှမှန်ပါပဲတစ်ဖက်မှာလည်းတစိမလေးနန်းတီတီကတော့နေမင်းကိုတော့ရဲ့တနေရာကနေအလွဲမျက်ရည်တွေနဲ့စစင်းကြည့်နေရင်သတိရနေအောင်မှသေချပါပဲဒါပေမဲ့သူတို့နှစ်ယောက်စလုံးအတွက်လောကစီးမင်းနေကြမစုံနိုင်တဲ့ဘဝတွေမို့ဘယ်တတ်နိုင်တော့ပါမလဲဘဝမတူပေမဲ့လည်းတန်ရုံးတင်ကြိုးတွေကတော့ထူထဲနှောင်ဖွဲခဲ့ကြတာမဟုတ်လားဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်လူစားနဲ့တဲရစီဆိုတာသဘောဝတရားတွေရသိချကဘာနှစ်ခုမှာရှင်သန်နေထိုင်ကြရသူတွေပဲမဟုတ်လားဒါကြောင့်ဘာတွေပဲဖြစ်ခဲ့နေမင်းနေနဲ့တစေးမလေးနန်းတီတီနဲ့အပြည့်အိုင်လွမ်းခဲ့ပြီးသူ့ရဲ့လူစားကဘာအစ်စီကိုမလွဲမသွေပြန်ရောက်လာခဲ့တာပဲဖြစ်ပါတော့တယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ပုံမြင်လေးကတော့ဒီမှာပြီးဆုံးလို့သွားခဲ့ပြီဖြစ်ပါတယ်ပုံမြင်လေးကိုကြိုက်နေတတ်တဲ့ဆိုရင် like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်